Assalamualaikum အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ YouTube channel မှာတော့ကျွန်တော်တင်ဆက်ပေးချင်တဲ့အကြောင်းကတော့ကျွန်တော်ရဲ့ channel မှာအစပိုင်းတော့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ computer basic theory အခြေခံတွေနဲ့ပတ်သက်ပြီးတော့ theory ဘိုင်းကိုကျွန်တော်ဆက်ပြီးတော့အပိုင်းဆက်ပါမှာဖြစ်ပါတယ်ဒီနေ့ sharing လုပ်ပေးချင်တဲ့အကြောင်းကတော့ algorithm ဆိုတာဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးချင်တာဖြစ်ပါတယ် algorithm ဆိုတာကအဲ့ဒီနည်းပညာစကားလုံးကိုကျွန်တော်တို့ရဲ့ live မှာပေါ့လေကျွန်တော်တို့ social media ပေါ်မှာပဲဖြစ်ဖြစ်တခြားနေရာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့နည်းပညာဆိုင်ရာဆောင်းပါးတွေမှာပဲဖြစ်ဖြစ် website တွေမှာပဲဖြစ်ဖြစ်ကျွန်တော်တို့အဲ့ဒီစကားလုံးကိုအသုံးလုံးကိုတော်တော်လေးရင်းနှီးမှုကြမှာပါ algorithm ဆိုတာကဘာလဲဆိုတာကျွန်တော်တို့နည်းနည်းစဉ်းစားရခဲ့ဘာမှမသိခဲ့တဲ့အခြေအနေမျိုးတွေရှိခဲ့မှာပါကျွန်တော်ဒီနေ့မှာတော့ algorithm ဆိုတာဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြပေးပါမယ်။ algorithm ဆိုတာကတော့ကျွန်တော်တို့အရာတစ်ခုကိုရဖို့အတွက်လှုပ်ဆောင်ရတဲ့အဆင့်ဆင့်တွေပတ်သက်ပြီးဘလို့လှုပ်ပါဘာညာလှုပ်ပါဘလို့သွားပါဘလို့လှုပ်လိုက်ပါဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့ပြောမှဆိုရင်လမ်းညွှန်ချက်တွေပါ။အဲ့ဒီအရာတစ်ခုကိုရဖို့အတွက်ဘလို့လှုပ်ရမလဲဆိုတဲ့လမ်းညွှန်ချက်တွေဒါကို algorithm လို့ခေါ်ပါတယ်။ပြောမှဆိုရင်ကျွန်တော်တို့ကျုပ်ဥတစ်လုံးကြော်တယ်ဆိုလို့ရှိရင်အဲ့ဒီကျုပ်ဥကြော်ဖို့အတွက်ကျုပ်ဥကိုဒီတဲအိုးထဲဖောက်ထည့်မယ်ပြီးသွားလို့ရှိရင်စနဲ့ဖြူမယ်ပြီးသွားလို့ရှိရင်ကြော်မယ်စတဲ့ဖြစ်ပြီးတော့စတဲ့ဒီအဆင့်အဆင့်တွေကိုဒါကို algorithm လို့ပဲအဲ့ဒါကိုလည်း algorithm လို့ခေါ်ပါတယ်ဒါပေမဲ့နည်းပညာနယ်ပယ်မှာကျတော့ဘာကိုပြောလာလဲဆိုလို့ရှိရင်ကျွန်တော်တို့ software တစ်ခုရဲ့အစိတ်ပိုင်းလေးတစ်ခု run ဖို့အတွက်အစိတ်ပိုင်းတစ်ခုလေးကိုရဖို့အတွက်လောက်ရမယ်လောက်ဆောင်ရမယ်အစင်းစင်းတွေနဲ့ပတ်သက်တဲ့လမ်းညွှန်ချက်တွေကိုဒါ algorithm လို့ခေါ်ပါတယ် algorithm မှာဥပမာအဖြစ်ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အလံပေးတဲ့ software လေးပဲထားပါတော့အလံပေးတဲ့ software လေးမှာဒီအသုံးပြုတဲ့လူကသတ်မှတ်ထားတဲ့အချိန်တစ်ခုမှာသတ်မှတ်ထားတဲ့အချိန်တစ်ခုမှာဥပမာအဖြစ်ညနေ9:00နာရီဆိုရင်အလံထမိဖို့အတွက်ဒီ software ရဲ့ function တွေကိုခိုင်းလိုက်တယ်ပေါ့ခိုင်းလိုက်တဲ့အခါမှာအဲ့ဒီ software ရဲ့ function ရဲ့နောက်ွယ်မှာဒီ user ကခိုင်းလိုက်တဲ့ဒီ9နာရီကြာရင်အလံပေးပါဆိုတဲ့အရာလေးက algorithm လမ်းညွှန်ချက်တစ်ခုပဲဖြစ်ပါတယ်အဲ့ဒီ algorithm လမ်းညွှန်ချက်တွေကိုကျွန်တော်တို့က software တွေမှာကျတော့သူတို့ software ရေးတဲ့ဒီဘာသာစကားကုတ် language ပုံစံမျိုးတွေနဲ့ကျွန်တော်တို့ပုံစံပြောင်းပြီးတော့ရေးကြတာဒီလမ်းညွှန်ချက်တွေကို algorithm တွေကိုအကောင့်ထဲပေါ်ကြတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်တစ်ပတ်မှာပေါ့လေကျွန်တော်ဒီလိုမျိုးဒီကျွန်တော်ရုပ်ပြပြီးတော့ဗီဒီယိုကိုထပ်ပြီးတော့ရိုက်ဖို့ရှိပါတယ်အားလုံးပဲအားပေးကြပါဦး